ဒီနေ့တော့ reading passage တစ်ပုဒ်ကိုအတူတူဖြည့်ကြည့်ကြမယ်ဒီနေရာမှာကျွန်တော်က IELTS passage တွေကရှိတယ်စလုံးတွေကလည်းသုံးထားလေးရလည်း academic ဆိုတော့မြင့်တယ်အဲ့တော့ကိုကဖတ်တဲ့ခါမှာ complex sentence တွေကိုတခြားလေးကို effectively ဖတ်နိုင်မှရမှာပေါ့နော်အဲ့တော့မိကုန်းမှန်ဖို့တော့အဓိကဒါပေမဲ့မိကုန်းမှန်ဖို့အတွက်လည်းစာရိုက်ကိုကနားလည်အောင်ဖတ်တတ်ရမယ် effectively မြန်ဆန်ဖတ်တတ်ရမယ်တစ်ဖက်မှာကျတော့လည်းမိကုန်းကသူမေးတဲ့အဖြေနော်သူမေးတဲ့မိကုန်းရဲ့အဖြေမှန်ကိုလည်းကိုရှာနိုင်ရမယ်အဲ့တော့မှသာအမှတ်ကများရမယ်အဲ့တော့ကိုကဒီ passage တွေကိုလေ့ကျင့်တဲ့အခါမှာကိုတက်ကထားမှာနံပါတ်1ချက်ကမှန်ဖို့အဓိကမှန်တဲ့ answer များရမယ်နော်စာရိုက်တစ်ပိုင်းမှာဆိုရင်သူတို့ကဒါ73ခုနော်ဒီမှာဆိုလို့ရှိရင်မိကုန်း question 73ခုပါမယ် question 73ခုမှာဆိုတော့တက်လိုက်များအမှတ်ကိုများတင်ထားမယ် passage 1လို့ဆိုပုံမှန်အရေးကြီးတယ်သူတို့က passage 1 2 3 3နဲ့ difficulty level တက်လာတော့ passage 1လောက်မှာကိုက10လုံးကျော်လောက်မှန်ထားအောင်ဆိုလို့ရှိရင်နောက်မှာကိုပုံမှန်ရုန်းကန်နိုင်မယ်နော်အဲ့ဒါ passage 1ကိုကျွန်တော်ဒီနေ့တစ်ပုဒ်ဖြည့်ကြည့်မယ်ဖြည့်ကြည့်တဲ့အခါမှာလည်းဒီ question approach ကိုတစ်ခါလေးပြောသွားပေးမယ်ပြီးတော့ကိုလေ့ကျင့်တဲ့အခါမှာမှန်လာတွေများပြီးကိုသဘောတရားတွေနားလည်လာပြီဆိုလို့ရှိရင်ဘာလို့တင်လဲဆိုလို့ရှိရင်အချိန်တိုင်မှာမှတ်တယ်time limit နဲ့ဇာတ်မမှာဖြည့်ရမလို့ကိုကဒီစာပိုက်တွေကိုလေ့ကျင့်တဲ့အခါမှာတကယ်ကို format ကိုနားလည်ပြီးဖြည့်တတ်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ timing လေးကိုယူသင့်တယ်။ဆက်ချင်းမှာတော့အချိန်နည်းပေါ့နော်ဒီတတ်မှတ်ထား limited time အတွင်းမှာဖြည့်ဖို့ဆိုတော့ struggle ဖြစ်ရမယ်။ struggle ဖြစ်လိမ့်မယ်။အဲ့တော့ဆက်ချင်းမှာအချိန်ကတော့မှတ်ရင်မှတ်ဒါပေမဲ့ဘယ်လောက်အတွင်းမှာပြီးရမယ်လို့တော်လို့မရအောင်။ဒီမှာဆိုသူတို့ကဒါတေဝင်မှာပြောထားတဲ့စာပိုက်မှာပေးထားတာဒီမိနစ်20လောက်တော့30လောက်တော့ပေးထားတယ်။ဒါပေမဲ့ passage 1ကိုတော့ဆရာတို့မြင်မှာတော့တကယ်ဖြည့်မယ်ဆိုရင်မိနစ်20လောက်မသုံးမိနဲ့ဒီထက်ကကိုအချိန်ကိုချုပ်နိုင်တယ်ပေါ့နော်။ဘာလို့တော့က passage 2 3ကပုံမှန် challenge ဖြစ်တာမလို့အဲ့တော့ကိုပုံမှန်အချိန်ပေးကြတယ်။ Okay အဲ့တော့ဒီမှာမိကုန်းလေး approach လေးကိုစကြည့်လိုက်အောင်နော်။စချင်းမှာကျွန်တော်စာရိုက်ကိုအရင်ဆုံးမဖတ်ဘူးဆိုတာခေါင်းစဉ်ကိုတော့ဆရာတို့ကြည့်မယ် maybe ကိုနဲ့ရေးနေရဖြစ်မယ်သိမရေးနေအကြောင်းကလည်းဖြစ်မယ်နော်အကြောင်းကကိုရွေးလို့မရအောင်ဆိုတော့ဒီမှာဒါ Stonehenge ဆိုတော့ဒါကကိုကြားဖို့အကြောင်းဖြစ်မယ်ကိုမကြားဖို့အကြောင်းဆိုကိစ္စမရှိသူဒီထဲမှာသူဒီအကြောင်းအဓိကဥတီမှာရှင်းမှရေးမှာပဲအဓိကအပိုရေးကြည့်တာက question နော် question ကိုဖြေမဲ့ question အမျိုးအစားကိုကြည့်ရမယ်ဒါမှဆိုလို့ရှိရင် question 1 to 8ဒီဘာမျိုးစားလာမလဲဆိုလို့ရှိရင်ကွက်လက်လာအောင်မယ်ဟုတ်နော်ကွက်လက်မှာ instruction ဒီထိတ်ဆုံးမှာအကြီးပေးထားတယ်အဲ့ instruction ကိုလွတ်သွားလို့မရအောင်ဒီ instruction မှားသွားရင်ပြဿနာရှိတယ်ဆိုကိုအမှတ်ပြုတ်သွားလိမ့်မယ်ပေါ့နော်သူက no more than 2 words ဆိုတော့အများဆုံးဖြေလို့ရတာနှလုံးဟုတ်နော်ကိုဖြေတဲ့စလုံးက word အရေးအတွက်ဒီတစ်လုံးရမယ်နှလုံးရမယ်သုံးလုံးမရအောင် no more than ဆိုတဲ့ဘောသိရမယ်နှလုံးထက်မပိုပါနဲ့ဆိုတာ means ကိုဖြည့်ခြင်းဒီ quality ထဲမှာတစ်လုံးဖြည့်နေမယ်ဖြည့်တစ်လုံးဖြည့်မယ်1 word ဖြည့်မယ်ဒါမှမဟုတ်2 words ဖြည့်မယ်3 words ဆိုတော့မဖြစ်နိုင်ဘူးကိုဖြည့်က3 words ဖြည့်မှဖြစ်မယ်ဆိုလို့ရှိရင်ဒါကိုဖြည့်မှားနေပြီဟုတ်နော်ဒါတစ်ချက်သိရမယ်အဲ့တော့ဒီမှာကျွန်တော်တို့ Stonehenge သူပေးထားတဲ့ construction ဆိုတဲ့မှာဒီဘေးက subtitle sub heading လေးရှိတယ်နောက်ပြီးလို့ရှိရင်ဒီမှာ stage 1 stage 2ဒါလေးတွေကိုအမြန်သုံးသပ်မှဖတ်လိုက်ခါကြလို့ရှိရင်တော့ဒီမှာဒါကတော့ notes ပုံစံပေးထားတာ note summary ပုံစံပေးထားတာဒီခါကြလို့ရှိရင် table လေးပေးထားမျိုးဇယားလေးတွေဖြည့်ရမျိုးရှိတယ်ဘယ်လိုပဲဖြည့်ရကွက်လက်ကကွက်လက်ပဲပြီးတော့သူ့ရဲ့သဘောကကျတော့အစင်တိုင်းလာတယ်အစင်တိုင်းလာဆိုတော့ဒီစာပိုက်ထဲမှာသူစားတဲ့နေရာကိုကွာရှာတွေ့ပြီဆိုလို့ရှိရင်အစင်တိုင်းဖြည့်သွားအောင်မယ်မိကုန်းနေရာဟိုအပေါ်ဆုံးရောက်လိုက်အောက်ရောက်လိုက်အလဲလာလိုက်အဲ့လိုပြောက်တော့သွားတာမဟုတ်ဘူးဒီသဘောကိုနားလည်လို့ရှိရင်လည်းဖြည့်ရလွယ်ဟုတ်နော်အဲ့မှာဆို stage 1 ကြည့်ပြီးတော့ construction ကြောင်းသာစပြောတယ် stage 1မှာဘာလုပ်တယ်ပေါ့နော်အဲ့ဒီမှာအရေးကြီးတဲ့စလုံး keyword လေးတွေဆွဲထုတ်ရှင်းရအကုန်ဖတ်ဆရာမလို့သေးဘူးဟုတ်နော်ဒီဒီရိုင်းမလို့သေးဘူး keyword ဆိုတာ main ဒီမှာဆိုရင် addition hand ဆိုမှသူပြောတယ်နော်ဒါကိုတူးတယ်ပေါ့အရင်ဆုံးဒါ stage 1လို့သူပြောတယ်အဲ့ stage 1ကိုလိုက်ရှာရင်ကိုအဆင်ပြေတယ်ဟုတ်နော်maybe stage 1လို့ထည့်ပေးမယ်ဒါမှမဟုတ် initially လို့ first လို့ဒါမှမဟုတ်သူတို့စာရေးထဲမှာပေးမယ်ဟုတ်နော်အဲ့တော့ဒီ addition hand ဆိုတော့လေကိုရှာရင်လို့ရှိရင်ရတယ်နောက်နံပါတ်2မှာဆိုလို့ရှိရင် arrange in deep pits ဒီတဲ့စလုံးလေးကကိုဒဲသိနေသိမယ်မသိတဲ့ဟာလေးလည်းပါအောင်ပါမယ်ဒါကိုယ့်ရဲ့ level ပေါ်မူတည်မှဒါပေမဲ့ mostly တော့ဒါ first program လည်းဖြစ်နေခါကျတော့သူတို့ကဒီ passive 1လည်းဖြစ်နေခါကျတော့သူတို့ကအရန်ကြီးလလန်းမီတဲ့စလုံးမျိုးတော့မဟုတ်တော့ဘူးကိုသိတဲ့သဘောတရားလေးနော်ဒီမှာဆိုကိုအတွက်လွယ်တဲ့ key လေးတွေရနောက်ပြီးတော့ထင်ရှားတဲ့စလုံးလေးတွေပေါ့နော်မြင်ကောက်လိုက်ပြီးသူ့ရဲ့အစနေအောင်လိုက်ရှာဒါလေးကိုဒီဘက်မှာရင်စရှာကြည့်မယ်နော်ထိတ်ဆုံးကစာရိုက်ကနေဆိုင်မှာရှာမှာပဲဟုတ်ပြီနော်ဒါပေမဲ့ကိုဖတ်တဲ့အခါမှာစလုံးတိုင်းဖတ်ကြမလို့စလုံးတိုင်းသိမှဒါဖြည့်လို့ရမှာမဟုတ်ဘူးဟောဒီမိကုန်းတွေက passage ထဲမှာခုဒီကိုဖမ်းထားတဲ့ keyword လေးကိုလိုက်ရှာတဲ့အခါမှာဒီမှာဆိုရင်
ဒီစာဖတ်တဲ့အမြန်နှုန်းဆရာပြောမယ်နော်ကိုက scheming လောက်တာမြင်ရမယ်ကိုမျက်စိကခုနကပြောဒီစလုံးလေးကလွယ်ကျန်တာကို skew မဆိုင်ဘူးအဲ့ဒါမှဒီလောက်နှုန်းနဲ့ဖတ်နိုင်မယ်ဟုတ်နော်ဒီခုဆရာတို့ highlight လုပ်ပြရအောင်နော်ဒါဘာမှမခက်ဘူးလေ့ကျင့်ထားလို့ရှိရင်ဒီလောက်နှုန်းကရအောင်ရတယ်ဟုတ်ပြီနော်ပြန်ပြမယ်နော်ကိုဖတ်တဲ့ခါမှာဒီလောက်ကတော့မျက်စိနဲ့ scan လုပ်လိုက်ရမယ်โอเคเนาะဒါဒီတဲ့မကမြင်အောင်ဖတ်လို့ရသေးတယ်တကယ်လေ့ကျင့်ထားလို့ဆိုလို့ရှိရင်ဒီတဲ့မကမြင်အောင်ဖတ်လို့ရတယ်ကိုကကွန်ပျူတာမှာဖြေမှာမလို့เนาะဒီစာဖတ်တာနှေးတဲ့ခါကျတော့ဟို screen နဲ့ဆိုစာဖတ်တာပုံမှန်နှေးသွားတယ်အဲ့ဒါကြောင့်ကိုကဒီလိုမျိုး highlight လုပ်မှဖတ်တဲ့နည်းလေးเนาะမျက်လုံးနဲ့ဒါမှမဟုတ် screen လေးကိုလက်နဲ့ထောက်လို့ပဲဖြစ်ပေါ့เนาะဆက်စချင်းမှာတော့ဒါမျိုးကူညီယူရလိမ့်မယ်နောက်ပိုင်းကိုကျွမ်းသွားရင်တော့မျက်လုံးနဲ့ဖတ်အောင်လည်းရတယ်ဟုတ်ပြီเนาะဒီထဲမှာနောက်ပိုင်းမှာကြည့်လို့ဆိုလို့ရှိရင်ဆရာတို့ဒီစလုံးတွေပါအောင် stage 1ဆိုတာလည်းမပါဘူး construction သဘောမျိုးလည်းသူကပြောထားတာမျိုးမပါသေးဘူးဟုတ်နော်အချိန်ကြီးဘာညာဘယ်မှာရှိရဘာညာလို့ပြောတာ just ပထမပိုင်းအောင်ဒီဟာမှာပါမှန်းသိရမယ်။မြန်ဖတ်လိုက်ပြီ။ဒုတိယပိုင်းရောက်ပြီ။ဟုတ်နော်ဒုတိယပိုင်းမှာကျတော့ဖတ်ရတယ် stages စာတွေ့တယ်။ဟုတ်နော်ဒါကိုရဲ့ဒီဟို keyboard စာညှိပြီ။ stage အများကြီးနဲ့လုပ်တယ်ဘာညာပေါ့နော်။ပြီးတော့ရင် constructed ဆိုစလုံးကျွန်တော်တွေ့ပြီ။ဟုတ်ကဲ့နော်။နောက်ပြီးမှထပ်မှဖတ်သွားမယ်ဆိုလို့ရှိရင်ဒါနည်းနည်းသိရမှာ construction ကျောင်းသူစပြောနေ stage တွေသူစပြောနေပြီ။ဒီနားကဖြတ်နေ။ဒီစလုံးတွေရအောင်ရှာတော့နည်းဟိုနှေးလည်းနှေးရောနှေးမှကိုဖတ်တော့ပတ်လာမှဒီမှာစာမှတွေ့တယ်နော်ဒီစလုံးလေးတစ်စားတွေ့ပြီနောက်မှာ deep bit စာတွေ့ပြီဒါလောက်ဆိုဆရာတို့ဖြေလို့အဆင်ပြေမှာ cycle ပိုင်းလည်းတွေ့ပြီအဲ့ဒီပထမအပိုက်မှာဒီအပိုက်ဒီ stage 1ဖြစ်မယ် construction server stage နဲ့တော့စာလာတော့ဟုတ်ကဲ့နော်ထိပ်ဆုံးမှာ first လို့စာပြောတယ် first သူတို့ဒီ may have been fashion or dear and la maybe ကိုတချို့ဟာလေးမသိရလေးဖြစ်အောင်ဖြစ်မယ်ဟိုမသိစလုံးလေးပါအောင်ပါမှာနော်ဒါပေမဲ့ကိုကဒီဘက်နဲ့တွဲပြီးမှစဉ်းစားရမယ်ဟုတ်ကဲ့နော်ဒီမှာဆိုရင် dish and bang or hench အဲ့တော့ဒီနေရာမှာ first watcher ရဲ့အဖြစ်ဖြစ်နေဒီ watcher ဒီ first watcher အဖြစ်ဖြစ်နေဒီမှာ one ဖြစ်အဲ့ဒီမှာဆို dish and hand ဝင် data ဒီဟိုတိဆောက်မဲ့ပုံစံတော့ပြောနေအရင်စတူးတယ်ပေါ့ maybe ဒီနှစ်ခုကိုမသိတဲ့ကိစ္စမရှိဘူးဆောင်းဝန်းမှာကိုမသိတဲ့စလုံးများပါမှာပဲစလုံးတိုင်းသိမှဖြေရမှာမဟုတ်ဘူးအဲ့တော့ကိုကဟို context ပေါ့ context ကိုနားလည်အောင်ပဲအဓိကလေ့ကျင့်ရမယ်တခုခုဒီနှစ်ခုတူးတယ်ပေါ့လိုပဲကိုပါပြရတယ် probably using tools ကိုသုံးမှာ make from အဲ့ဒါဘာပြောနေလဲဆိုတော့ဒီ tool ဆိုအဓိကပြောတာဟိုရှေ့ကနှစ်ခုအဓိကပြောတာမဟုတ်ဟိုရှေ့ကနှစ်ခုကဆရာတို့ဒီစာကြောင်းဘယ်နှရှိဆိုတာရှာရင်သိဒီမှာစာကြောင်းဒီနားမှာရှိဆိုတာသိသွားပြီဖြည့်ရှင်းနေရအဲ့မှာ tools ကိုအဓိကပြောတယ် tools made from ဟုတ်လားဘာတွေကနေလုပ်ထားတဲ့ tools တွေလဲအဲ့ဒီမှာသူ tools လို့ပြောတယ်ဒါအဖြေပဲ primitive ကလုပ်ထားတယ် primitive က actually ရှိတယ်ဒါပေမဲ့ primitive made from primitive ဆိုတာအဓိပ္ပာယ်မရှိဘူးဒါဒီ noun လာအောင်ပါနော်ဒီမှာ verb form ဒီ noun နေနဲ့သူတခုခု noun တခုခုလာအောင်ပါဟုတ်နော်တစ်လုံးနဲ့ဖြည့်ရင်လည်းဒါကနှလုံးဖြည့်ရင်လည်းဒီနားမှာ like ကြည့်လို့ရှိရင် noun အနေနဲ့ရှိတာဒါကတော့နာမည်နော်အကြီးနေတဲ့နာမည် use ဒါဒီလူတွေသုံးခဲ့တဲ့ဘာညာပေါ့နော် primitive တွေသုံးခဲ့တယ် which may have been blah blah fashion out of deer and la ဒါမှ noun တခုတွေ့ပြီ deer ကိုသိတယ်နော်တမင် and la ကိုမသိတယ်မှာ deer ကိုသိတယ်ဒီနှလုံးတွဲရအဖြေဖြတ်နေဟုတ်နော် deer and la အဲ့တော့တမင်ကိုသုံးတယ်မဖြစ်နိုင်ဘူးတမင်မှာဘာကိုသုံးတော့လဲဟောပစ္စည်းဖြစ်နေဒါ just context ကိုမှန်းတာပေါ့နော်မသိတဲ့ကိစ္စတော့မရှိဘူးစာမွေးဖြေရဲ့အချိန်မှာဟုတ်နော်တကယ်တော့ဥဂျိုနော်တမင်ဥဂျိုတမင်ဂျိုတွေပါလို့ဒါတို့ကသုံးတယ်ပေါ့ဒါ2ကိုပြူကိုသုံးတယ်ချွန်တဲ့ဟာမျိုးပေါ့ဒါတော့ကိုနားလဲအဆင်ပြေပြီဒါနှလုံးဖြေတော့ဒါသူ့ရဲ့ဟို restriction နဲ့လည်းကိုက်ညီတယ်နှလုံးထက်မပို့ဘူးကို့အဖြေလည်းအဆင်ပြေသွားတယ်ဒီဝါကြမှန်အရင်အဖြေဝါကြကိုရအောင်တွေ့အောင်ရှာတယ်ဒီ key ရတယ်တွေ့သွားပြီဆိုလို့ရှိရင်ဒီထဲမှာကိုဖြေမဲ့ခါတော့ now ဆိုရင် now အဲ့ဒါလည်းပေါ့နော်အဲ့ work from life မှန်းတဲ့ဟာမှာဒီဟာလေးကိုတွေ့တယ်အဲ့ဒါလေးကိုဖြေရတယ်လောက်တော့ရမယ်ဟုတ်ပြီနော်နောက်နံပါတ်2ဒီမှာလဲ arrange and deep bits quality ကိုဒီမှာ passive ရေးထားတယ် may have been arrange စီခဲ့မလိမ့်မယ် deep bits မှာ bits ဆိုတဲ့ကတော့တွင်းနေနော်တွင်းကြီးတွေမှာစီမယ် inside the cycle အဲဒါစက်ဝိုင်းပုံနဲ့နော်ဒီတွင်းနေ2မှာစီကြမယ်ဘာတွေကိုစီမှာအဲ့ဒါဒီမှာ deep bits ဆိုမှသူပြောတယ် blah blah located within the cycle ထဲမှာရှိတယ် may have once had a ring ဆိုတာ gwin နော်စက်ဝိုင်း gwin timber post ဒီမှာလည်းဒါ subject နေမှာမလို့ဆိုဆရာတို့ noun ဖြစ်ဖို့ချက်အများကြီးနော် noun ဖြစ်မယ်ပေါ့တစ်လုံးသုံးမနှလုံးဒီ word ထဲမှာပျောက်သွားတာ noun တွေကိုလိုက်ရှာပျောက်သွားဆိုဒီ word ဒီမေးခွန်းမှာပါတဲ့ noun တွေဒီမှာ cycle ပါ deep bits ပါ arrange ပါတယ်အဲ့တော့ဒီမှာ deep bits cycle ဟုတ်တော့ ring or timber post ဆိုတာ noun ပဲနှလုံးတွဲ maybe ကိုဒီတွေကတစ်ခုခုကိုသိရင်သိမယ် timber ဆိုတာတစ်ဟုတ်နော်ဒီ post ဆိုတာတိုင်ဒီထဲမှာ noun တွေသုံးတိုင်ပြောရတော့တစ်လုံးတိုင်နေပေါ့နော်တစ်လုံးတိုင်နေကိုဒီ
ထောင်ရတယ်နော်ထောင်နေတာဒီမှာဒီကျွင်းနေရင်တူတယ်ပြောရင်တော့ကျွင်းနေရင်တူတယ်ပြီးလို့ရှိရင်တစ်လုံးတိုင်ကြီးထောင်တယ်နော်စောင်းဝိုင်းပုံစံထောင်တယ်โอเคနော်ဒါကတော့ Sam Scholar ဆိုတာတချို့ဟောပညာရှင်တွေကပြောကြရဲပါညာပေါ့သူတွေပြောကြရဲပေါ့โอเคနော်ဒါကနောက်မှဒါထိတ်တာဒီမရှိဘူးတင်မှာ post ကပဲဆရာတို့ရဲ့အဖြေဖြစ်မယ်โอเคနော်ဒါကစဉ်းစားပြရတဲ့ခါမှာဒါလေးကနည်းနည်းလေးအချိန်ယူရလိမ့်မယ်တကယ်တမ်းကိုယ်တိုင်စဉ်းစားပြီးနားလည်သွားပြီဆိုရင်တော့ဒီလိုရှာသွားပြီဆိုရင်တော့မြန်ဆန်ကိုရှာသွားလို့ရတယ်โอเคနော်အရင်ကြီးတွေးကြမလို့ဆိုတာ main စလုံးတိုင်းကိုသိကြမလို့မသိလဲဖြည့်ရနေစရာမှရှိတယ်โอเคနော်